Arcila, Stila, Arciga, Saloy, Chicken, Pissy, Sharalu, Median Canay, she, Tisopi, no by, Dubin, Tending Lobo, Dame Lobo, Dudua, Saloy, Pre, Chicken, Lota, Shayalu, Yishi, Kankane, Tabime, Tisaude, Chimbujani, Jingazo, Street Stretcher, Bonjazi, Neneli Buko, Tisopi, Loche Dubi, Shidiana, Lobo, Kake, Tasso, Street Stretcher Swing, Solo Chimian Sane, Leasing Bored, Foundation go, Heavy, Delusiam Low, Stiga, Flexible Bopeda, Ticha Song. နည်းနည်းခံနိုင်တယ်တိဆောက်ပြီးသွားရင်လည်းအနာဂတ်မှာတိုးချဲ့ပြုပြင်တာမျိုးစကားစီဖြုတ်ပြီးနေရာရွှေ့ပြောင်းတိဆောက်တာမျိုးတွေလုပ်လို့ရတယ် architecture design အရာအမြင်စမ်းကြယ်လှပမှုအတွက် span တွေအကျယ်ကြီးလိုအပ်တာမျိုးအခုံးတွေအကွေးတွေဆိုရင်လည်း steel structure ကပိုပြီးတော့အားသန်ဒါကြောင့် steel structure ကိုလူနေအိမ်တွေမှာထက်စက်ရုံအလုပ်ရုံပွဲရုံဘိုးတောင်ဈေးဝယ်စင်တာအားကစားရုံပြစက်ရုံတွေမှာပိုပြီးတော့တွေ့ရတတ်သူ့ရဲ့အဓိကအားနည်းချက်ကမီးဒဏ်ခံနိုင်ရင်လည်းဒီအတွက် fire protection အတွက်ပိုပြီးတော့ကုန်ကြရေနဲ့ဆိုတဲ့ရှိတဲ့နေရာတွေဆိုတန်ကြီးအတွက်ခံစည်း၍မျက်စင်ပြင်ဆင်ထိမ့်သိမ်းစေတွေရှိတွေ့ကြရဖွင့်နဲ့လုပ်လို့မရဘူး steel structure ကိုသဘောတရားနားလည်ကျွမ်းကျင်တဲ့ဖွင့်နဲ့ပြချအပ်ရမယ်အားနည်းချက်အားသာချက်တွေသိပြီဆိုတော့မိတ်ဆွေတို့လည်း comment မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ